တညတကောင်ရဲ့အချိန်မှာတောင်ပေါ်ကျေးရတရားမှာဝမ်းနှဲဖွယ်ဖြစ်ဖြစ်တခုဖြစ်ပွားခဲ့ပါတယ်။ရွာနီးကတက်ပေကြီးတပေပေါ်မှာဖိုးတူရဲ့ခန္ဓာကိုယ်တွဲလဲဆွဲလျက်တာနဲ့ရှိနေတာကိုရွာသားတွေတွေ့ရှိခဲ့ရတာပါ။ဒီဆုံးသူကတော့ဒီရွာသားမဟုတ်တဲ့အတွက်ကြောင့်မလို့ဘာကြောင့်အခုလိုဖြစ်ရလဲဆိုတာကိုဘယ်သူမှရေရမသိကြပါဘူး။ဒါပေမဲ့ဒီအဖိုးအိုကရွာထဲကိုမကြာခဏဝင်ရောက်ခိုးယူနေရှိသူဖြစ်တာမို့လို့လူအများတော့ညှဉ်းမှန်တမ်းမိနေကြပါတယ်ရွာသားတွေကတော့အဲ့ဒီတည်င်းကိုရွာလူကြီးစီကိုကြောင်းကြားလိုက်ပါတယ်ရွာလူကြီးဟာကဲဆယ်အဖွဲ့စီကိုကြောင်းကြားလိုက်ပါတော့တယ်ညစနေဝန်းကျင်လောက်မှာတော့ကိုတက်လို့ခေါ်တဲ့အသက်30အရွယ်ကဲဆယ်ရေးသမားတူဟာအရေးပေါ်ဖုန်းလက်ခံရရှိခဲ့ပါတယ်သူဟာမောင်ကောဆိုတဲ့လူငယ်ကဲဆယ်သမားကိုခေါ်ပြီးတော့ချစ်ချင်းပဲထွက်ခွာလာခဲ့ကြပါတယ်။တောင်ပေါ်ကြီးဖြစ်တာမို့လို့လမ်းခရီးကမလွယ်ကူလှပါဘူး။မိန်မောင်များကဝေးကွာတဲ့အပြင်ညဘက်အချိန်ဖြစ်နေတော့လမ်းတွေကရှော့ဘွက်တွေဂျက်ခွက်တွေနဲ့ပြည့်နေနေပါတယ်။ကဲဆယ်ကားလေးဟာမြူမုံထူထပ်တဲ့လမ်းခရီးကိုဖြတ်တန်းရင်တဖြည်းဖြည်းတဲလာတဲ့မွန်ဆက်တွေကြားမှာတောင်ကိုအားယူပြီးတော့တက်နေကြပါတယ်။ကောင်းမီအောင်နဲ့ရှေ့ကိုမြင်နေရဖို့ခဲရင်လောတာမို့ကိုတင်ဟာကားအင်ဂျင်တန်နဲ့မိုးတန်တွေကြားထဲမှာအာယုံစိုက်ပြီးတော့အတော်လေးတတိထားမောင်းနေခဲရပါတယ်ခီးတွဲရောက်လာမှာတော့ကယ်ဆယ်ရေးကားလေးဟာဆက်သွားဖို့ဖြစ်နိုင်တော့ပါဘူးဆက်မောင်းရင်တော့အန်ရန်ဖြစ်နိုင်တာမို့လို့ကိုတင်ဟာလမ်းမေးမှာကားထိုးရပ်ပြီးတော့ရွာလူကြီးစီကိုဖုံးဆက်လိုက်ပါတယ်ရာလူကြီးကလည်းလူလော့ပြီးတော့လာကြူပါမယ်လို့ပြန်ပြောလိုက်ပါတယ်။မောင်ကောနဲ့ကိုတက်တို့နေရစလုံးဟာနေရီဝက်လာအဲ့ဒီတော်ထဲမှာပဲစောက်ဆိုင်ပြီးတဲ့အချိန်မှာတော့တောင်ဝကနေမီးအိမ်မင်းလေးနဲ့ဆင်းလာတဲ့စိုက်ကန်စီးကိုလမ်းမြင်လိုက်ရပါတယ်။စိုက်ကန်သမားတွေရောက်လာတော့မောင်ကောကစိုးရိမ်ကြီးနဲ့မေးလိုက်ပါတယ်။ကိုတက်ဒီအရုပ်လောင်လေအဲ့ဒီဆိုင်ကယ်တွေနဲ့ဘလို့တည်စင်းကြမှာလဲဗျ။ဩရပါတယ်ကိုမှနီလန်ရှိပါတယ်။ကိုတက်ကတော့တင်ငိန်တဲ့အတန်နဲ့ပြောပြီးတော့ဆိုင်ကယ်နောက်ကောင်မှာတက်လိုက်ပါတော့တယ်။အခင်းဖြစ်ပွားရနေရာကိုရောက်ဖို့အတွက်နောက်ထပ်တနိုင်ကျော်လောက်ဆိုင်ကယ်စီးခဲ့ရပါတယ်။ရောက်တော့လာရောက်ကြည့်ရှုနေကြတဲ့ရာသားတွေရဲ့ရှေ့မောက်မှာပဲတေဆုံးသူရဲ့ခန္ဓာကိုအောက်ချပေးလိုက်ပါတယ်ခန္ဓာကိုယ်အရာပြောင်းလဲနေပြီးတော့အနာတွေဖြစ်နေတာကိုကြည့်ခြင်းအပြင်တေဆုံးပြီးတာနိုင်တော်ကြနေပြီလို့ခန့်မှန်းရပါတယ်။အပြန်ခရီးတွေစဉ်းစားကြတဲ့အခါမှာကိုတက်ဟာဆိုင်ကယ်နဲ့ပဲတည်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်းလေးတို့မင်းတို့ဒီရုပ်လောင်ဆိုင်ကယ်နဲ့တည်ရတာအဆင်ပြေပါမလားကွယ်။ရပါတယ်ဗျကျွန်တော်တို့ကတည်နေကြပါဗျ။တကယ်တည်မှာလားကိုတက်အလောင်းကိုအရေးပေါ်ကားနာကိုရောက်တဲ့အထိကျွန်တော်တို့ဆိုင်ကယ်ငားပေးပါအောင်ဗျရွာလူကြီးကတော့ဘာလုပ်မလို့လဲဆိုတော့နားမလည်ခင်မဲ့ခွက်ပြုတ်လိုက်ပါတယ်နှစ်ပေါင်းများစွာကယ်ဆယ်ရေးလုပ်ငန်းလုပ်ကင်လာတဲ့ကိုတဲ့ဟာတွေးကြုံများတယ်လို့စိတ်ဓာတ်လည်းခိုင်မာတဲ့သူပါပြီးအောင်ပိတ်စနဲ့ထုတ်ထားတဲ့ရုပ်လောင်းဆိုင်ကယ်နောက်ခုမှသူ့ရဲ့ကြောနဲ့ကန့်ရက်တက်လိုက်ပြီးတော့ကျိုးနဲ့သေးချာချီနှောင်လိုက်ပါတယ်အလုံးတက်ရက်ပြီးသွားတဲ့အခါမှာကိုတက်ဟာအလောင်းပါတဲ့ဆိုင်ကယ်ကိုဖြည်းဖြည်းချင်းမောင်းနေပြီးတော့တအောင်စရှင်းပါတော့တယ်။မောင်ကတော့နောက်ထပ်ဆိုင်ကယ်တစ်စီးနဲ့နောက်ကနေပြီးတော့လိုက်ပါလာခဲ့တာပေါ့။မနေ့3နှစ်လောက်ရှိနေပြီမို့လို့ပတ်ဝန်းကျင်ဟာအေးဆက်ပြီးတော့မောင်မိုက်နေပါတယ်။ကိုတက်ဟာမြေသားလမ်းပေါ်မှာရှိတဲ့ဆိုင်ကယ်မီးအောင်ပဲအားပြုပြီးတော့ဂီးဆိုင်မောင်းနေရပါတယ်အဲ့ဒီချိန်မှာပဲအနောက်ကလိုက်လာတဲ့မောင်ကောတို့ရဲ့ဆိုင်ကယ်ဟာချက်ကြီးတစ်ခုတည်းပြုတ်ကျသွားပြီးတော့စစ်ထိုးရက်သွားပါတော့ကိုတေးကျွန်တော်ဆိုင်ကယ်ပြစ်သွားပြီဗျ
မောင်ကိုရဲ့အော်တန်ကြောင့်ရှေ့ကရောက်နေတဲ့ကိုသိန်းရဲ့ဆိုင်ကယ်ကိုရက်ပြီးတော့လမ်းအောင်ပြောလိုက်ပါတယ်အေးငါရင်စင်းနေမယ်ကွာမင်းတို့နောက်အောင်လက်ခဲ့တော့အချိန်နဲ့မြအလောင်းကိုအမြန်တည်ရမှာမို့လို့ကိုသက်တရရှစ်မောင်ထွက်ခဲ့လာပါတယ်မကြခင်မှာပဲမိုးရီရွာလာပြန်ပါတယ်ကိုသက်ဟာ short တွေခြိုက်တွေကိုကွင်းရှောင်မောင်းနေနေလို့မှာပဲသူရဲ့ကြောမှာကပ်ပလာရဲ့အနောက်ကနေချောင်းဆိုးတန်တက်တက်ကိုကြားလိုက်ရပါတယ်ဒါမဲ့ကိုသက်ဟာဂယုမဆိုင်ပဲနဲ့လမ်းအောင်မဲ့အာယုံဆိုင်မောင်းနေပါတယ်တိတ်မကြပါဘူးချောင်းဆိုးတန်ကိုထပ်ကြရပြန်ပါတယ်ကိုသက်ဟာသူ့ရဲ့လက်သက်တစ်လျှောက်မှာတကယ်အကောင်တွေကိုအရေးရောင်တွေကိုမကြုံဘူးပေမဲ့လည်းပဲမြင်းစီတစ်ချက်မွားတလို့လို့ခုလိုအတန်တွေကြားရတာမျိုးဆိုတော့တခါတည်းကြုံဘူးပါတယ်အဲ့လိုခါမျိုးမှာ तू ကဘယ်တော့မှအရေးတည်မလုပ်ခဲ့ပါဘူးဒါပေမဲ့ဒီတစ်ခေါက်မှာတော့ဘယ်ယူမဆိုင်လေပို့ပြီးတော့အနောက်ရှက်ပေးလာလေလို့ခံစားလိုက်ရပါတယ်နောက်ဆုံးမှာတော့ကိုသက်တယောက်ဟာစိတ်အနေငယ်တိုးသွားပြီးတော့လေတံမမာနဲ့ပြောလိုက်ပါတော့တယ်မင်းပါနေတာငါသိရဲ့လေငါကူညီနေရပဲမနှောက်ရှက်ပါနဲ့တော့ကွာအဲ့လိုပြောလိုက်တဲ့ချိန်မှာပဲဆိုင်ကယ်ဟာကြိုက်ကြီးတစ်ခုတည်းဘုံကနေကျသွားပြီးတော့လမ်းဘေးကိုလဲကျသွားပါလေရောဗျာကိုတမအနေငယ်ထိခိုက်ဒဏ်ရာရပြီးတော့ရသွားပြီမဲ့လေထူးထူးခြားခြားသူ့နောက်မှာတင်လာတဲ့ရုပ်တော့ပျောက်ဆုံးသွားတာတတိထားမှုလိုက်ပါတယ်သူလည်းဖုံးမီလေးထိုးပြီးတော့မဲမောင်နေတဲ့ပတ်ဝန်းကျင်မှာလိုက်ရှာပါတော့တယ်လမ်းမမှာတောနင်းနဲ့၆ကမ်းမှာရှိနေတော့အလောင်များပြုတ်ကျသွားပြီလားလို့စိုးရိမ်နေတော့မှာပဲမလန်းမကန်းကဂျုံမုတ်တစ်ခုစီကိုမီးအောင်ထိုးမိသွားပါတယ်တော်ပါသေးရဲ့ရှာနေတဲ့ရုပ်လောက်တွေးလိုက်ရပါပြီအလောင်းဟာပက်လက်နေတာနဲ့လဲကျနေတာပါကိုတက်လည်းတတိထားပြီးတော့အနာကပ်သွားပါတယ်တောက်တနေတဲ့ခန္ဓာကိုယ်ကြီးကိုတယောက်တည်းမလို့ရအောင်ကြိုးစားပေမဲ့လည်းမလွယ်ကူပါဘူးအဲ့ဒီချိန်မှာပဲလက်နှစ်ဖက်ဟာသူ့ရဲ့မားနေတဲ့ခြေထောက်ကိုရုတ်တရက်လာရောက်ပြီးတော့ကိုင်းတွဲကကူမပေးလိုက်တယ်လို့ဖြစ်သွားပါတယ်ကိုတက်တယောက်ကတော့အံ့ဩသွားပြီးတော့မျက်နှာကိုမောကြည့်လိုက်တဲ့အခါမှာတော့ပြာနန်းနေတဲ့မျက်နှာထွင်းနေတဲ့ရှာပြူးကျဲနေတဲ့မျက်လုံးတွေနဲ့ဘိုးတူကိုတွေးလိုက်ရပါတော့လေအဲ့ဒီဘိုးကတော့လဲလျောင်းနေတဲ့ရုပ်လောင်ရဲ့မျက်နှာနဲ့တစ်ထက်နဲ့တူသေးပါပဲကိုတက်ဟာကြောက်စိတ်တဲ့မျက်စိကိုတော့မယုံနိုင်ပဲနဲ့တဟောင်းတို့ထိုင်ရက်တာလဲကျသွားပြီးတော့စိုက်ကြည့်နေနေပါတယ်ဒါဟာသူ့ရဲ့ဘဝတစ်လျှောက်မှာပထမဆုံးချိန်အပြည့်အဝမြင်တွေ့လိုက်ရတဲ့နာနာဘာဝပါပဲကိုတဲ့ဘာဖြစ်တာလဲအနောက်ကနေပြေးလာတဲ့မောင်ကောရဲ့အတန်ကြာမှာကိုတဲ့တတိဝင်လာပါတယ်ရှေးကိုပြန်ကြည့်လိုက်တဲ့အခဏမှာတော့ဘာမှမရှိတော့ပါဘူးရုပ်လောင်ကလွယ်ရင်ပေါ့ဗျာဘာမှမဖြစ်ပါဘူးဒီကိုလာဒါဝိုင်းမတင်ပေးစမ်းပါကိုတဲ့ဟာတုံလုံးနေတဲ့စိတ်ကိုထိန်းပြီးပြောလိုက်ပါတယ်မောင်ကောလည်းအမိတ်အတိုင်းလိုက်လုပ်ပေးရှာပါတယ်ကိုတဲ့ဟာရုပ်လောင်သူ့ကိုယ်နဲ့ထပ်ပြီးတော့တေချာချီနှောင်လိုက်ပါတယ်ပြီးတော့ဘာမှမဖြစ်ခဲ့တယ်လို့ပဲဆိုင်ကယ်ကိုဆက်မောင်ထွက်လာခဲ့ပါတယ်တောင်အောင်ရောက်သွားတဲ့အခါမှာတော့မိုးလင်းဆဲသွားပါပြီ။ကဲဆယ်ရဲသမားနှစ်ဦးဟာရုပ်လောင်ကောင်းပေါ်တင်လိုက်ကြပါတယ်။နောက်မှလိုက်လာတဲ့ယာသားတွေကလည်းဆိုင်ကယ်ကိုပြန်ယူသွားကြပါတယ်။နောက်ပိုင်းမှာတော့တေဆုံးသူဟာကိုအဆုံးစီရင်သွားတာဖြစ်ကြောင်းသိလိုက်ရပါတယ်။
ပြန်လန်းခီးရှောက်လုံးကိုတက်တယောက်နဲ့တိတ်ဆိတ်နေခဲ့ပါတယ်မောင်ကောကတော့ကားမောင်ရဲ့နောက်ကြည့်မှန်းနေတစ်ဖြက်ဖြက်ကြည့်နေမိပါတယ်ကိုစိတ်ကြားတယ်မလားအေးငါလည်းကြားတာပဲဘာကြောင့်လဲဆိုတော့ကားနောက်ခံရုပ်လောင်ပေးမှာမုံဝါးထိုင်နေတဲ့လူတရားရဲ့အရေးကိုသူမြင်နေရလို့ပါပဲအဲ့ဒီအရေးကမောင်ကောရှိရပဲလက်ကြည့်လိုက်တဲ့အခါမှာတော့မောင်ကောကကြောင်းလက်တကြားနဲ့ချစ်ချင်းပဲအကြည့်လွဲပြီးရှေ့ကိုပဲစိုက်မောင်းနေလိုက်ပါတော့တယ်နောက်ပိုက်ကြမှာမောင်ကောကအဲ့ဒီနေရာအကြောင်းအရာကိုမေးမြန်းတဲ့အခါမှာကိုတဲ့ဟာသူကြုံတွေ့ခဲ့ရတာလို့ပြန်ပြောခဲ့ပါတယ်အဲ့ဒီညာကသူ့အတွက်ပထမဆုံးချိန်ပက်ပန်တိုကြုံတွေ့ခဲ့ရတဲ့တွေ့ကြုံပါပဲအဲ့ဒီဖြစ်ဖြစ်ဟာနောက်တစ်ချိန်မှာပြန်ပြောပြစရာ၆ချခွဲရဇက်လန်တဲ့ပုံဖြစ်လာခဲ့ပါတယ်ကိုတဲ့ဟာဒီလိုထိတ်လန့်မှုတွေကြုံတွေ့ခဲ့ရပေမဲ့လည်းကယ်ဆယ်ရေးသမားဖြစ်ဆက်လက်လောက်ကင်နေသေးပါဘာကြောင့်လဲဆိုရင်တော့သူ့ရဲ့စိတ်နှလုံးသားထဲမှာဆုံးလို့စော့စားလို့စိတ်နဲ့လူသားတွေကိုညီလိုတဲ့စေတနာတွေနဲ့ပြေဝနေလို့ပါပဲကိုညီခံရတဲ့သူတွေဟာဒီကဘာကနေပြောထွက်ခွာသွားပြီးဖြစ်တဲ့လူသားတွေဖြစ်နေတောင်မှပေါ့ဗျာမိတ်ဆွေတို့အောင်ညဖက်တွေခီးသွားရင်နောက်ကြည့်မှန်ကိုကြည့်ရကြတာအခါတလေကြရင်ကိုနောက်မှာဘယ်သူလိုက်လာလဲဆိုတာဘယ်သူမှမပြောပြနိုင်ဘူးလေအဲ့ဒီဇာတ်လမ်းလေးကိုနားဆင်ပြီးတော့မိတ်ဆွေတို့ဘယ်လိုခံစားရလဲဆိုတော့ကွန်မန့်မှာရေးပေးသွားကြပါဦးနော်နောက်လာမယ့်ဇာတ်လမ်းကောင်းတွေကိုနားဆင်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel လေးကို subscribe ရေးနှိပ်ထားပေးကြပါဦးဗျအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းကြပါစေခင်ဗျာအိမ်မက်လှလှလည်းအများကြီးမင်းနိုင်ပါစေခင်ဗျာ